အဓိကစောက်ပြတ်တနာကအဲ့ဒီလီဆန်ရိုမာတီနက်ဆိုတဲ့ခေါင်းကြောင့်ပဲအဲ့ဒီလီချာကြောင့်ပဲတကယ်အဲ့ဒီလီချာကြောင့်ပဲတကယ်ဒီကောင်မပါတော့တဲ့နောက်တန်းကလေစားမပါတဲ့ဟင်းမဟုတ်ဘူးသိလားစားကမဟုတ်ချုံမုံလည်းမပါဘူးစီလည်းမပါဘူးနောက်ဆုံးဘာဟင်းအမေမမပါဘူးနဲ့ရေခွက်ကြီးရော့အဲ့မှာဟင်းညို့ဆိုပြီးချပေးတဲ့အတိုင်းပဲတကယ်ပါကွာလီဆန်ရိုမာတီနဲ့မပါဘူးမပါတော့သူ့နေရာယူရိုဝင်စောရတယ်ယူရိုဝင်စောကတော့ယူရိုကမရတော့ဟယ်ရီမခွိုင်းယားနေရာကိုယူရိုပြန်ထားပြီးတော့လီဆန်ရိုမာတီနဲ့နေရာမခွိုင်းယားပြန်ထည့်ဒါပေမဲ့မာတီနက်ကမာတီနက်ပဲမာတီနက်ရဲ့ကွက်လက်ကိုဘယ်ကောင်းမှမဖြစ်နိုင်ဘူးအဲ့နောက်တန်းတန်းလုံးတကယ်ပါအမှန်တိုင်းဆိုရင်ဟယ်ရီမခွိုင်းယားကသူ့နေရာမှာသူဒါပြန်ထားပြီးတော့ပေါ့နော်ယူရိုကိုထုတ်ပြီးဟီဗန်ထည့်ရင်တော့နည်းနည်းပါဆွဲတက်တာတွေဘောလုံးကင်တာတွေမျောလင်းလို့ရရဆိုပေမဲ့လည်းမျောလင်းလို့မရတော့နေရာဒီပိုင်းချင်းပြီးပြန်တော့ဘာဖြစ်လဲဆိုတော့တိုင်ပတ်တယ်ယူရိုကတိုင်ပတ်နေရတော့အရှိမရှိနေခဲ့တဲ့ကတ်စမဲရိုကလည်းသူကလည်းသူလုံးဝပေါ့နော်အရှိမအရင်လီဆန်နိုမာတီနဲ့ရှိတော့လို့မျိုးအလေကြီးမှာမိုင်နိုးကိုသွားထောက်ဖို့ဘာညာတော့နေလို့မရဘူးကစားကွက်ကိုကတ်စမဲရိုကနောက်တစ်လိုင်းအောင်ဆုပ်ပြီးတော့ဆင်းပြီးတော့ဘောလုံးပြန်တယ်ရတယ်တရားတော့အလေမှာရှိနေခဲ့တဲ့မိုင်နိုးကယုံရတယ်မိုင်နိုးယုံကန်တွေကတော့ဘရူနိုဖာနယ်တက်လက်ဟိုဘက်ကျမှရှိနေခဲ့တဲ့အမူမိုကူညာအာမတ်အကုန်လက်တကယ်အကုန်လေးအဲကြောင့်မို့အဓိကဆောက်ပြတာကဒီနေ့ကိုရဲ့အတင်းကစားပုံကစားကွက်မကောင်းတာကအဲ့ဒီလီဆန်ရိုမာတီနဲ့ကြောင့်ပဲလီချာရေးပြန်လာပါတော့ဟာဆိုတာမင်းပြန်မလာငါတို့သိရတော့နောက်လာမဲ့ Crystal Palace Crystal Palace ဟုတ်တယ် Crystal Palace ပြီး Newcastle Crystal Palace ဝယ်ပြီး Newcastle ပြီး Aston Villa ပြီးဘုံမောက်မလေးလီချာရေးမင်းပြန်လာမှရမယ်လို့မင်းပြန်မလာလို့ကတော့ငါတို့ရဲ့ဘွားကြီးလာကြည့်ပါဦးအေဗာတန်ကိုသူတို့ရဲ့အိမ်ဝင်ကိုရီအိမ်ဝင်မှာတော့လည်းအစင်မပြေဘူးဆိုမဲ့အခုလက်ရှိအနေထားမှာတော့မိုက်ကယ်ကာရီရဲ့လက်အောက်မှာပြောမယ်ဆိုရင်တော့အနိုင်ရလက်ပေါ့နော်ဒီကပြတ်သားတဲ့အနိုင်ရလက်လဲဆိုတာဗျာဇီးဝမ်းနဲ့နိုင်နေဆိုပေမဲ့လည်းကစားဖို့ကောင်းကောင်းနဲ့နိုင်ခဲ့တဲ့ပုံစံမျိုးဒါမှမဟုတ်ရင်လည်းခုနလိုမျိုးကစားဖို့မကောင်းလဲ Z2 Z3 လောက်နဲ့နိုင်တဲ့ပုံစံမျိုးကိုကိုကမြင်ကျင်ခဲ့တယ်ဆိုပေမဲ့လည်းဒီပွဲကန်ကောင်းလို့တည်ရမကြကန်ကောင်းလို့မရှုံးခဲ့တာလို့တော့ပြောလို့ရသေးရဲ့အဲ့ဒါခုနလီဆန်ရိုမာတီနဲ့မပါဘူးလီဆန်ရိုမာတီနဲ့ပါတော့ယူရိုပါတယ်ယူရိုပါပြီးယူရိုကလည်းအရင်လုံရက်ကရဲမရှိတဲ့အနေထားမှာတော်အဆင်မပြေပါဘူးငါကိုလေနည်းနည်းအဆင်မပြေတာမဟုတ်ပါဘူးတော်တော်ကိုအဆင်မပြေတာပါဘာပဲပြောလက်ရှိ Manchester United အနေနဲ့လိုအပ်နေတဲ့အနိုင်၃မှတ်ကိုတော့ရှာဖွေနိုင်ခဲ့တဲ့ဖြစ်တဲ့အတွက်လက်ရှိအချိန်မှာ Premier League မှာအဆင့်၄เนาะ Premier League မှာအဆင့်၄အောက်မှာရှိနေခဲ့တဲ့အဆင့်5နဲ့3မှတ်กว่าတယ်เนาะအဆင့်6နဲ့လည်း3မှတ်กว่าတယ်အဆင့်9နဲ့ဆိုရင်10မှတ်ထိกว่าတယ်ပြီးတော့အဆင့်3ကိုရီအပေါ်မှာရှိနေခဲ့တဲ့အဆင့်3က Aston Villa နဲ့ဆိုရင်ဒါလက်ရှိအနေထားမှာ3မှတ်ပဲกว่าတယ်ပေါ့เนาะ3မှတ်ပဲกว่าတယ်ဖြစ်တယ် Manchester United အနေနဲ့ယာတီကိုဒါ Champions League ဝင်ခွင့်အနေထားအရာကတော့မဆိုးဘူးလို့ပြောလို့ရတယ်နောက်လာမယ့်ပွဲစဉ်တွေနောက်လာတဲ့ပွဲစဉ်တွေမှာလည်းအခုလိုပုံစံတိုင်းအနိုင်ရလက်ယူသွားနိုင်မယ်ဘလို့ပဲဖြစ်ဖြစ်ကစားဖို့မကောင်းရင်လည်းအနိုင်ရကိုရမယ်ဗျာကစားဖို့ကောင်းလဲအနိုင်ရကိုရမယ်အဲ့ဒီလိုပုံစံမျိုးအဲ့ဒီလိုစိတ်သက်မျိုးနဲ့ပဲလှုပ်ထိုက်တာတွေလှုပ်ပြီးတော့ပေါ့နော်လှုပ်သွားမယ်ဆိုရင်တော့ဒါအဆင်ပြေတယ်ရှက်ကိုလုံးလေးပထမဆုံးဇီးဝမ်းရတယ်အမှန်ဆိုရင်အဲ့ဇီးဝမ်းမရခင်မှာကုညာရတဲ့အလုံးလေးရှက်ကိုဒါခင်းလိုက်ရင်လေဒါဂိုးဖြစ်ပြောင်းချင်ပြောင်းသွားနိုင်တယ်ဒါပေမဲ့မပြောင်းသွားဘူးအမူမူခင်းပေးရဲ့အလုံးချက်မှာဂိုးရတယ်ပြီးတော့နောက်တစ်ခါရှက်ကိုဂိုးရတယ်ဂိုးမရခဲ့ဘူးအဲ့ဂိုးမရတာကတော့ကိုရီအနိုင်3မှတ်တော့ဘာမှဖြစ်ဘူးဆိုတော့ကိုရီကတော့တော်တော်နစ်နာမှုကြီးဒါပေမဲ့ကိစ္စမရှိပါဘူးအဓိက Manchester United အနိုင်3မှတ်ရဘူးပဲအနိုင်3မှတ်ရဖြစ်တော့တယ်အနေထောက်ကြည့်လိုက်အနေထောက်ကြည့်လိုက်နော်ပြီးတော့လက်ရှိဒီ2026တွင်မှာ Manchester United အနေနဲ့10ပွဲလောက်ကန်ပြီးနေတူတယ်တပွဲမှမရှုံးသေးဘူးနော်အင်္ဂလန် Premier League မှာတသိန်းနေတော့တပွဲမှမရှုံးသေးဘူးနောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိဟုတ်သူကလည်းသူကတော့ဟုတ်နေရပဲရောငါတို့ကတရေတွေနဲ့အမတ်တွေရောနေတာပေါ့နော်ဒီ2026တွင်းမှာဒီမယ်2026ထားဗျာ2029က2025ကဒီဇင်ဘာ1ရက်နေ့ဒီဇင်ဘာ31ရက်နေ့ကပွဲဘူးနဲ့ပွဲပါထည့်ပြောမယ်ဆိုရင်ကျောင်းရည်နဲ့တရေအနေနဲ့ဘယ်နှပွဲကြာတာလဲ4ပွဲကြာတာတရေ4ပွဲကြာတာအဲ့တရေ4ပွဲကကျွန်တော်ရနိုင်ကြီးအမှတ်က3လေးလီ12ဒါပေမဲ့4မှတ်ပဲရတာဖြစ်တဲ့အတွက်10မှတ်လောက်အဲ့မှာနစ်နိုင်ပါတော့တကယ်လို့ဒါအဲ့10မှတ်လောက်ခေရနေကိုယ်ရင်းနေနဲ့4မှတ်လောက်ရခဲ့မယ်ဟိဆိုရင်တော့မှပဲဘာပြောလက်ရှိချိန်မှာ52မှတ်နဲ့52မှတ်နဲ့အဆင့်3မှာ AC မိမ့်တက်ထိုင်လို့ရတယ်ဒါပေမဲ့ထိုင်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တက်စိတ်ဆိုတာအတင်းတွေကိုတည်ကြခဲ့ပြီးတော့ပဲဘာပြောပါလက်ရှိနေထားမှာတော့အဆင်ပြေပါတယ်နောက်လာမယ့်ပွဲတွေကလည်း Crystal Palace Newcastle Crystal Palace နဲ့ပွဲမှာကိုရီအိမ်ငွေ Old Trafford ဖြစ်တဲ့အတွက်ဒါလီချာချက်ချင်းပြန်မပါနိုင်သေးဘူးဒါပေမဲ့ပြောလို့မရပါဘူးပါခြင်းလဲပါမှာလက်ရှိ24ရက်
အခုက February ပဲရှိသေးတယ်နော် February ပဲရှိသေးတယ်ဆိုတော့28ရက်ပဲရှိပါဆိုတော့နောက်ထပ်4ရက်ဟိုက1ရက်ဆိုတော့နောက်9ရက်နေကမ်းမှာဆိုတော့ Crystal Palace နဲ့ပွဲမှာ Lisandro Martinez ပြန်မပါနိုင်သေးဘူးဆိုရင်တော့မှပဲ Match 9ရက်နေကမ်းရမယ် Newcastle ရဲ့အိမ်ကွင်းမှာကမ်းရမယ် Newcastle နဲ့ပွဲမှာတော့ Lisandro Martinez ပြန်ပါမှရမယ်ပေါ့နော်ပြန်ပါမှကျွန်တော်တို့နေအနိုင်3မှတ်ကအဆင်ပြေမှာမဟုတ်ဘူးဆိုရင်တော့တိတ်ပြီးအဆင်မပြေဘူးအဲ့တော့လီချာရေးအဓိကစောက်ပြတာမင်းတော့မပြည့်စည်နဲ့တော့လို့တကယ်ပါကိုရီအသင်းကလည်းဒါလီဆာရိုမာတီနက်ရဲ့ဘရူနိုဖာနန်ဒက်ရဲ့ကက်စမဲရိုရဲ့ပြီးတော့အမ်ဘူမိုအဲ့ဒီကောင်တွေရဲ့ရုံအားရည်နေပဲပြီးတော့ဒီနေ့ပွဲမှာဆိုရင်မန်အော့သမတ်ဘသူပေးငါပေးတယ်ကွာငါတင်မဟုတ်ငါတို့ United fan တွေအကုန်လုံးပေးတယ်ဆန်နာလာမင်းရဲ့အဲ့ဒီဆန်နာလာမင်းတို့ရဲ့ carry နေလို့နည်းနည်းအသက်ရှူချောင်းနေလို့ပြောမှာပေါ့ဒီပွဲမှာဆိုရင်မင်းကလေအေဝါဒန်ကြီးကငါလက်ခွအေဝါဒန်မဟုတ်တော့ဘူးသူ့နာမည်ချင်းချိန်လိုက်တော့အစင်နယ်တို့ပါတော့တကယ်ကွာဘာစကားခွက်ကြီးနေငါလက်ခွစုပြုံကြိတ်တိုးကြီးနဲ့ကောင်းနာကို10ချိန်လောက်ရတယ်10ချိန်လောက်ရလည်းမပြောနေလေကွာအကုန်လုံးကိုသမားရှိမှဒီမဲ့အပြေးပေးပြီးကောင်းနာပြန်ရကောင်းနာပြန်ရနဲ့တကယ်ပါလီဆန်နိုမာတီနဲ့တော့ပါခဲ့ဒီလိုပွဲမျိုး AC ပဲဘာမှလက်ကြည့်နေစရာမလိုတကယ်လက်ကြည့်နေစရာပထမကြောက်မှာတော့လေလီဆန်နိုမာတီနဲ့မပါအောင်နဲ့တူတယ်လီဆန်နိုမာတီငေါင်းမာတီတန်ရရနေတယ်တူဟုတ်တယ်မာတီနဲ့မပါဘူးပထမကြောက်တော့လေအဲယူရိုဒီလစ်လူရှော်ကြီးနဲ့ပဲယူရိုဒီလစ်လူရှော်ကြီးနဲ့ပဲသူတို့ကိုရီးယားအိမ်ကွင်းမှာပေါ့နော်ကိုရီးယားအိမ်ကွင်းမှာဇီဝဲနဲ့ရှုံးခဲ့တဲ့ပွဲတော့လေယူရိုဒီလစ်လူရှော်ကြီးနဲ့ပဲအဲ့တော့ဘာဖြစ်ပါလက်ရှိနေတဲ့မှာကိုရီးအနေနဲ့လိုအပ်နေတဲ့အနိုင်3မှရခဲ့တဲ့ဖြစ်တဲ့အတွက်โอเคတယ်နောက်လာမယ့်ပွဲတွေဆက်ပြီးတော့ရှောက်မယ်စောင့်မယ်ဆက်ပြီးစောင့်မယ်နောက်လာမယ့်ပွဲတွေမှာဒါအနိုင်ရလိုက်တယ်ရာသီကိုရင်ဘာပြောချန်ပီယံလေးဝင်ရပြီ easy bro ပြီးတော့ပေါက်ကြီးအနေထားအရဆိုလဲဒီနေ့ပွဲစတဲ့ကြီးက180လောက်တဲတယ်တဲပြီးတော့ခုနကမာတီနဲ့မပါတော့ဆိုရင်သတင်းကြီးလည်းကြားတယ်ကြောင်း180ကနေကြား190ပြီးတော့တလုံးသွင်းရင်အပြည့်နိုင်နေနောက်ဆုံးတရေပြား80ရှုံလောက်ထိတောင်ပြန်ဈေးကြသွားပါတော့မာတီနဲ့တယောက်မပါတာမာတီနဲ့တယောက်မပါတော့ကြီး40လောက်ကြာတော့တာမာတင်တပ်ပါလိုက်ရေးပဲ easy ပဲကျွန်တော် goal ball အနေထားတွေရာကတော့ body တွေနေထားရအောင်ရေးပဲမာတင်နဲ့မပါလိုက်ကြနင်နာတကယ်လို့မာတင်နဲ့မဟုတ်ဘဲနဲ့ဗျာအဲ့ဒီနေရာမှာဗျာကျွန်တော်ကပေါ့နော်ဟယ်ရီမခွန်ရသူ့နေရာမှာတူထားဟယ်ရီမခွန်ရဒီဘက်ချမ်းမှာသူ့နေရာတူထားယူရိုကဒီဘက်ချမ်းမှာသူအခုယူရိုရဲ့နေရာပေါ့နော်မာတင်ရဲ့နေရာဝင်ရမယ်ယူရိုရဲ့အစားဟီဗန်ထိန်တော့အဲ့လိုကြီးမဖြစ်ဘူးဒါပေမဲ့ထားပါကိုရီးရဲ့ Michael Carrick ဘာလို့ချင်လဲဘာဖြစ်ချင်လဲအဲ့တော့အဓိကကတော့အနိုင်3မှတ်ရအောင်ယူသွားရဖြစ်တယ်โอเคအဆင်ပြေတယ်ကိုရီတော့ကနိုင်ရင်ကျင်းနေတယ်ဟုတ်တယ်မလားအဲ့တော့အားလုံးပဲစီးပါနောက်ပွဲနဲ့ပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ဝတ်ထားတာတော့နောက်ရသည် Manchester United League Version လို့တော့ပြောထားတယ် League Version ဆိုတာတရားဝင်တော့မကြေညာသေးဘူးဒါကနောက်ရသည်အိမ်ဝင်ကြစီဖြစ်နိုင်တယ်ဆိုတော့ချက်စင်ဒါကြုံလုံးကြွားတာပေါ့နော်ကျွန်တော်ပါအားလုံးပဲစီးပါပြန်လည်ဆုံတွေ့ပါမယ်